မင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ English pattern တစ်ခုကိုဆွေးနွေးပြီးမှာဖြစ်ပါတယ်အဲ့ဒါကတော့ have you ever plus verb 3နဲ့တွဲပြီးတော့သုံးရတာဖြစ်ပါတယ်နောက်တစ်ခုက have you ever been plus verb 3အဲ့တော့ဒါ active နဲ့ basic ခေါ်သွားတာပါအတိတ်ပြအဖြစ်လည်း꿰ပါတယ် have you ever plus verb 3ကကြတော့လုပ်ဘူးလားဆိုပြီးတော့မေးတာဖြစ်ပြီးတော့ have you ever been plus verb 3ကြတော့လှုပ်ချင်းကန်ရဘူးလားဆိုတဲ့ပုံစံမျိုးနဲ့မေးတာဖြစ်ပါတယ်ကျွန်တော်တစ်ခုချင်းစီဥပမာပေးပါမယ် for example have you ever been to Bagan ရောက်ဘူးလား have you ever been to France တွေရောက်ဘူးလား have you ever been to Bangkok ရောက်ဘူးလားဒီလိုပုံစံမျိုးနဲ့မေးတာဖြစ်ပါတယ်ရောက်ဘူးသလားဆိုတဲ့ပုံစံမျိုးနဲ့မေးချင်ရင်ဒီလိုပုံစံနဲ့မေးလို့ရပါတယ်ဘဝမှာတစ်ချိန်တစ်ခါရောက်ဘူးသလားအဲ့လိုပုံစံမျိုးနဲ့မေးတာပါ have you ever played badminton ကစားဘူးလား have you ever played football ကစားဘူးလား have you ever been awarded like this ဒီလိုမျိုးဆိုပေးခြင်းခံရဘူးသလား been plus verb 3เนาะhave you ever been admitted to hospital ဆေးရုံနေတက်ခဲ့ရဘူးသလားအဲ့လိုပုံစံမျိုးပေါ့နော်ဆေးရုံတင်ရတာမျိုးတွေပါတယ်ဘဝမှာဖြစ်ခဲ့ဘူးသလား have you ever been detained အဖမ်းခံရဘူးသလားပေါ့နော်အချုပ်ထဲရောက်ဘူးသလားဆိုတဲ့ပုံစံမျိုးနဲ့ရောက်ခဲ့ဘူးပါသလားအဲ့တော့ဒီလိုပုံစံနဲ့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါ example နည်းနည်းလေးပဲပြောတာဖြစ်ပါတယ် have you ever plus verb 3 have you ever been plus verb 3တကူက active နောက်တကူက passive active ကကြတော့လုပ်ဘူးသလားလို့မေးပြီးတော့ passive ကဟာကြတော့လုပ်ချင်းခံရဘူးသလား try ကြည့်ပါအဆင်ပြေသွားမှာပါ thank you so much see you next time